ယူကြည့်တဲ့ဖျောက်ကိုပူဇော်ဖို့လားဒီလေတွေ့ရချင်ရှိတယ်တေးကြရင်တေးတဲ့ခါကျရင်သူကတော့ဘာမှပြောလို့မရဘူးဒီရဲ့ဘိုင်းနဲ့ဖြစ်ရှိရှိရနေကြတဲ့ဆူတောင်းနေဖျောက်ကိုယုံကြည်တဲ့လက်ကိုဒုက္ခရောက်တဲ့ခါမှာလည်းဖျောက်ကိုပို့လို့ဟိုမှာဒုက္ခရောက်တဲ့ခါမှာလည်းဆက်စားတဲ့မှာဘောနော်ဖျောက်ကပါလို့လေငါ့ကိုလုံးဝထုံနေတဲ့ကျွန်တော်ဒုက္ခပဲနော်ဒုက္ခပဲပြရဆိုရင်ချင်းပူပန်ချင်းပဲပြရမိုးလို့ချက်ပြီးလို့ရ သမီးမကြည့်ဘူးသမီးက40နဲ့4နဲ့4ပါ